ကလေးမလေးနဲ့သူ့အမေကဈေးဝယ်ထွက်လာကြတယ်ပစ္စည်းတွေကြည့်နေတော့ကလေးမလေးကသူအရန်ကြိုက်တဲ့ဆွဲသီးတစ်ခုကိုသတိထားမိလိုက်တယ်အဲ့ဒီအချိန်မှာပဲဆိုင်ရှင်ကထွက်လာပြီးကလေးမလေးကကြောက်သွားတယ်သူ့အမေကအမြန်ပြေးလာပြီးဆိုင်ကနေခေါ်ထုတ်သွားကဟိုဆိုင်ကိုဝေးဝေးရှောင်ဖို့စူပူဆုံးမလိုက်တဲ့လူတွေကဆိုင်ရှင်ကိုဆုံးမလို့ထင်ကြတာကိုသူ့အမေကလမ်းလျှောက်ရင်းအဝေးကိုမသွားဖို့လဲသတိပေးလိုက်သေးတယ်သူတို့ပြန်ထွက်လာတော့ကလေးမလေးကသူ့အယုတ်ကိုမတော်တဆပြုတ်ကျသွားပေမဲ့သူ့အမေကဆက်လျှောက်သွားတယ်ရုတ်တရက်ဖုံးတလုံးအဲ့ဒီနေရာကိုကျလာပြီးရှုပ်ပေါ်သွားတဲ့အထက်ကလေးမလေးကသူ့အမေနဲ့ကွဲသွားတယ်လူအုပ်ကြီးရဲ့တွန်းထိုးတာခံရပြီးသူငိုဆက်ပြူလာတယ်ဒါပေမဲ့တယောက်ကလာပြီးသူ့ကိုကယ်လိုက်တယ်ပြန်နိုးလာတော့ဆွဲသီးနဲ့အမျိုးသမီးကသူ့ကိုကယ်ခဲ့သူဆိုတာသူမြင်လိုက်ရတယ်ကလေးမလေးကနင်းနေတော့ကြောက်နေတော့ပဲဒါပေမဲ့အဲ့ဒီအမျိုးသမီးကသူ့ရဲ့တက်တီဝက်ဝံရုပ်လေးပေါ်ဆွဲသီးကိုတင်ပေးလိုက်တဲ့အခါကလေးမလေးတကယ်ကိုပျော်သွားပြီးသူ့ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်တယ်အဲ့ဒီအချိန်မှာပဲသူ့အမေကသူ့ကိုရှာတွေ့ပြီးသမီးလေးဘေးကင်းလုံခြုံတာကိုမြင်ရတော့အယမ်းပျော်သွားတယ်ခဏလေးတုံဆိုင်နေပြီးတဲ့နောက်အမေကသူ့သမီးလေးကိုကယ်တင်ခဲ့တဲ့အတွက်အဲ့ဒီမျိုးသမီးကိုကျေးဇူးတင်စကားဆိုလိုက်တယ်အဲ့ဒီနေ့ကစပြီးအဲ့ဒီမျိုးသမီးနဲ့ကလေးမလေးကတူငယ်ချင်းတွေဖြစ်လာကြတယ်ဒါကြောင့်ဆွဲသီး